ဆိုလဲညီမပလေးနဲ့ဟိုမလှုပ်လေးနဲ့ပေါ့နော်မလှုပ်တလုံးလေးနဲ့အဲ့လိုအေးလေးနဲ့မခုတ်တက်တဲ့ကြောင်ပုံစံလေးနဲ့ကိုကပြန်ပြီးတော့ပေါ့နော်ဇက်ကိုတင်ရတာဆွဲခေါ်ရတာပေါ့နော်ကို့ item အဲ့လိုလိုဝါမှာတော့ကြောက်တာပေါ့နော်လိုဝါမှာကြောက်တဲ့အပိုင်းလေးတွေတော့ရှိတယ်ဒါပေမဲ့အတက်နိုင်ဆုံးကိုဒီ character နဲ့လိုက်အောင်တော့အတက်နိုင်ဆုံးတော့စူးစမ်းထားတယ်ဒီမှာမြင်တွေ့နေတဲ့ဇက်တွေမဟုတ်ဘဲနဲ့အဲ့လိုပြောင်းလဲပြင်ဆင်ထားတဲ့ဇက်မျိုးလေးတွေပါတယ်ဒါမကြခင်မှာအကုန်လုံးကစက်တိုက်လေးပေါ့နော်ထွက်မယ်ဆိုတဲ့ခါကျတော့ကိုလည်းကြားရတာဝမ်းသာတယ်ဒါပြိတက်လဲကိုအမြင်လေးတစ်မျိုးပြောင်းမယ်လို့လည်းထင်တယ်ဆိုတော့မြန်လဲထွက်စီချင်ပါပြီဟုတ်စိတ်ပူတာတော့ရှိတာပေါ့ငါဒါအစ်စ်တွေအများကြီးစူးစမ်းထားတယ်ဒါပေမဲ့အဲ့ဒါကိုပြိတက်ကလက်ခံမှာလားစိုးရိမ်တာတော့ရှိတာပေါ့ဒါပေမဲ့ညီမအနေနဲ့အတက်နိုင်ဆုံး character လေးတွေတော့ချိန်ထားတယ်နောက်ထပ်လည်းပေါ့နော် character တွေကအများကြီးချိန်မှုလည်းရှိတဲ့အတွက်ကြောင့်မလို့ညီမတို့တော့နောက်မြင်ရမယ့်ဟာတွေကတော့အစ်စ်တွေပဲမြင်ရမှာပါဟုတ်ဟုတ်ကဲ့အဓိကလည်းပေါ့နော်ဘယ်လိုခေါ်မလဲရုံနှမ်းမှာဆိုလဲညီမပလေးနဲ့ဟိုမလှုပ်လေးနဲ့ပေါ့နော်မလှုပ်တလုံးလေးနဲ့အဲ့လိုအေးလေးနဲ့မခုတ်တက်တဲ့ကြောင်ပုံစံလေးနဲ့ကိုကပြန်ပြီးတော့ပေါ့နော်ဇက်ကိုတင်ရတာဆွဲခေါ်ရတာပေါ့နော်အခုဒီမှာဆိုလဲအဲ့လိုပလေးနဲ့ပေါ့နော်ဟိုခုလိုတွေတောင်ကစိတ်နဲ့အဲ့လိုကလစ်ဖြစ်အောင်လုပ်ရတာပေါ့နော်အဲ့လိုမျိုးလေးဆိုတဲ့အခါကျတော့ဒီမှာဆိုရင်အတစုမှာဆိုအမနဲ့က2ယောက်ကတည်ရတာများတယ်ပြီးရင်လင်မယား2ယောက်အမပေါ့နော်အဲ့လိုမျိုးဇက်အဲ့လိုအပြိုင်ဆိုင်လေးတွေတယောက်တည်တယ်2ယောက်တည်တယ်အဲ့လိုမျိုးလေးဆိုတဲ့အခါကျတော့ကိုဒီနောက်တစ်ခုကကျတော့အဲ့လိုဝါရင်းနေနဲ့တယောက်ဆောင်ရတဲ့ဘိုင်းမှာဆိုတော့ကိုဒီအငယ်တယောက်နေနဲ့ကို့ item အဲ့လိုလိုဝါမှာတော့ကြောက်တာပေါ့နော်လိုဝါမှာကြောက်တဲ့အပိုင်းလေးတွေတော့ရှိတယ်ဒါပေမဲ့အတက်နိုင်ဆုံးကိုဒီ character နဲ့လိုက်အောင်တော့အတက်နိုင်ဆုံးတော့စူးစမ်းထားတယ်ဒါပေမဲ့အဓိကလည်းကိုဒီဘယ်လိုခေါ်မလဲဒီဟာလေးပေါ်မှာအဲ့လိုပန်းလေးနဲ့ပေါက်ပြီးတော့တည်ရမှာအဲ့လိုအနာကြီးပေါ့နော်ဒဏ်ရာကြီးဖြစ်အောင်လို့ကိုကလှုပ်ရတဲ့အပိုင်းလေးတွေပါတဲ့ခါကျတော့ကိုဒီအဲ့လိုအတက်နိုင်ဆုံးတော့ပေါ့နော်ဒီဟာလေးပေါ်တော့စူးစမ်းထားပါတယ်အဲ့လိုဆိုတဲ့ခါကျပိတ်သက်ကြီးကလည်းဒါကြည့်ပေးပါအောင်ပေါ့ဟုတ်ဟုတ်ရှိတာပေါ့ရှိတယ်ဆိုတာတကားလုံးအမှတ်တရကြတော့ဒါညီမတို့ကရန်ကုန်မှာရိုက်တာမဟုတ်ဘူးပြင်းနေအဲ့လိုအေးတဲ့အချိန်ပေါ့နော်ဟိုမှာသွားပြီးရိုက်တာဆိုတော့ညဘက်ကြီးအရန်နေအေးတယ်ချမ်းတယ်မီးပို့ပြီးတော့ရိုက်ကတာမျိုးရှိတယ်ညပြီးတော့အခါကျဇက်တွေမှာဆိုလဲတယောက်နဲ့တယောက်ကတည်ရတာမျိုးလေးတွေအဓိကတယောက်နဲ့တယောက်အဲ့လိုစိန်ခေါ်ရန်ပြည့်တက်မှာပူလောင်ပြီးတော့ရိုက်ရတာတွေလေစင်းကြတော့ဒါပေမဲ့ရာသီဥတုကြတော့အရန်အေးပြီးတော့သိရမလားအဲ့လိုမျိုးဆိုကိုကတော့အဲ့လိုအေးလူနဲ့တာရတဲ့ဟာလေးတွေပဲရိုက်တယ်ဒါပေမဲ့ရိုက်ရတဲ့စီနေရကြတော့ပြီးရင်အဲ့လိုတိုက်ကြီးတွေထဲမှာလှောင်ပိတ်မုန်းချက်ပြီးတော့အဲ့လိုမျိုးရိုက်ရတာအဲ့ဒါတွေကတော့အမှတ်တရဖြစ်တာပေါ့နော်အဓိကကြတော့မတ်ချူလေးဆိုကိုပင်မန်းတယ်လေသူဆိုရင်တိုက်ပြက်ကြီးတွေထဲမှာတက်ရှူချက်ခံပြီးတော့လှောင်ပိတ်ခံပြီးတော့လို့ပေါ့နော်ဒီဆက်အဖွဲတစ်ဖွဲလုံးရိုက်ရတာမျိုးလေးတွေရှိတယ်ကိုယ်ခဏလေးတောင်မှပေါ့နော်ပင်မန်းတာဇက်တိုက်နေ့တိုင်းနေရိုက်ရတော့အများကြီးပါပဲအမှတ်တရတွေရတယ်ဟုတ်ရှိတာပေါ့ညီမတို့မြင်တွေ့နေတဲ့ဇက်တွေမဟုတ်ဘဲနဲ့ဘယ်လိုပြောင်းလဲပြင်ဆင်ထားတဲ့ဇက်မျိုးလေးတွေပါတယ်ဒါမကြခင်မှာအကုန်လုံးကဇက်တိုက်လေးပေါ့နော်ထွက်မယ်ဆိုတဲ့ခါကျတော့ကိုလည်းကြားရတာဝမ်းသာတယ်ဒါပြိတက်လဲကိုအမြင်လေးတစ်မျိုးပြောင်းမယ်လို့လည်းထင်တယ်ဆိုတော့မြန်လဲထွက်စီချင်ပါပြီဟုတ်အဓိကတော့မှရဲ့ဒီမှာကြတော့လေဒီဟာကြီးပဲတစ်ခုပဲရိုက်နေဥကျိုးသွားတာတို့ဖြစ်ပါလေဖြစ်တဲ့ခါကျတော့စိတ်ပူတာတော့ရှိတာပေါ့ငါဒါအစ်စ်တွေအများကြီးစူးစမ်းထားတယ်ဒါပေမဲ့အဲ့ဒါကိုပြိတက်ကလက်ခံမှာလားစိုးရိမ်တာတော့ရှိတာပေါ့ဒါပေမဲ့ညီမအနေနဲ့အတက်နိုင်ဆုံးcharacter လေးတွေတော့ချိန်ထားတယ်နောက်ထပ်လည်းပေါ့နော် character တွေကအများကြီးချိန်မှုလည်းရှိတဲ့အတွက်ကြောင့်မလို့ညီမတို့တော့နောက်မြင်ရမယ့်ဟာတွေကတော့အစ်စ်တွေပဲမြင်ရမှာပါဟုတ်ကဲရှင်ဒါညီမကိုဒီနေ့ဒီချိန်ကြီးပေါ့နော်အားပေးချစ်ပေးပြီးတော့မြတ်တာပေးတဲ့ဒါတူတယောက်ချင်းစီဒါညီမလည်းကျေးဇူးတင်ပါတယ်ဒါနှစ်သက်လည်းရောက်ပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ပြည်သက်ကြီးကကျမ်းမာပျော်ရွှင်ပြီးတော့အပူပင်တော့ကတွေဝင်ပြီးတော့ဒါချစ်ရတဲ့သူတွေနှစ်ကိုလည်းကြော်ဖြတ်နိုင်ပါစေတကယ်လို့ပူပင်တော့ကတွေစိတ်ညစ်တဲ့တက္ကနာလေးတွင်းမှာလည်းဒီလိုမျိုးပေါ့နော်ဒီကစားပွဲလေးကိုပေါ့နော်ဒါလာရောက်ကြည့်ရှုပြီးတော့အားပေးပြီးတော့ဘဝအမောတွေဖြေနိုင်ပါစေလို့လည်းညီမကဒါပြောချင်ပါတယ်လို့ဟုတ်